မင်္ဂလာပါရှင်2026ခုနှစ်ဇွန်လ10ရက်နေ့ရဲ့မွန်တဲ12နာရီအချိန်ဒီနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်။ကျွန်မကတော့စူစီပါဒီကနေ့မှာထူးထူးခြားခြားနားဆင်ကြရမယ့်သတင်းတွေကတော့မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးမလိုလားသူတွေရဲ့သွေးထိုးလှုပ်ဆောင်မှုတွေကြောင့်ရေအားလျက်စစ်စီမံကိန်းကြီးတွေနှောင့်နှေးနေရစေလို့မင်းအောင်လှိုင်ပြစ်တင်ပြောဆိုလိုက်ပါတယ်။အာဏာသိမ်းစစ်တပ်စစ်ကြောင်းကအင်အားဖြစ်ပြီးမင်းတို့ဘက်ကနေယူမဘော်ကိုပြန်တက်လာတဲ့အတွက်တိုက်ပွဲအပြင်းထန်ဖြစ်ပွားနေတယ်လို့သိရပါတယ်။အကြံဖတ်စစ်ကောင်စီကသူတို့ကိုစစ်လက်နက်ရောင်းပေးနေတဲ့ဘယ်လာရုစ်ကိုတွားရောက်ကကော်ဖီနဲ့ဝါကွန်းတင်ပို့မယ်လို့ပြောလိုက်ပါတယ်။အိမ်အောင်20လုံးရောတားဖြစ်သူပါစစ်မှုထမ်းနဲ့ပါသွားတာကြောင့်ဒုက္ခရောက်နေတဲ့အမျိုးသမီးတယောက်ရဲ့ရုပ်သံဖိုင်တစ်ခုလူမှုကွန်ရက်မှာပြန့်နှံ့လာပါတယ်။ကြောက်ဖြူစစ်တွေမျိုးတွေမကြားစေအကြံဖတ်စစ်တပ်ကရေချောင်းကနေအင်အားတွေထပ်ပြေးနေတယ်လို့သိရပါတယ်။ချင်းမိုင်မှာတရုတ်ကြားဖြန့်ခိုင်းတစ်ခုကိုထိုင်းရဲတပ်ဖွဲ့ဖမ်းဆီးဖော်ထုတ်လိုက်နိုင်ပါတယ်။ထိုင်းနိုင်ငံပတုံဌာနီခရိုင်မှာမြန်မာအမျိုးသမီးပွဲစားကိုရိုက်နှက်တပ်ဖြတ်ခဲ့တဲ့မြန်မာနိုင်ငံသားတရက်ခန့်ကိုဖမ်းဆီးရရှိခဲ့တယ်လို့သိရပါတယ်။ဒီသတင်းတွေနဲ့အတူဒီကနေ့ရဲ့မိုးတဲ12နာရီအချိန်ဒီနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးသွားမှာပါရှင်။ဒီကနေ့ရဲ့ပထမဆုံးနားဆင်ရမယ့်သတင်းကတော့မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးမလိုလားသူတွေရဲ့ပြည်တွင်းပြည်ပသွေးထိုးလှုပ်ဆောင်မှုတွေကိုနားယောင်ပြီးကန့်ကွက်ခဲ့မှုတွေကြောင့်ရာလျက်စစ်စီမံကိန်းကြီးတွေနှောင့်နှေးနေရဆဲဖြစ်ကြောင်းအကြံဖတ်မြောင်းလိုင်ကပြစ်တင်ပြောဆိုလိုက်ပါတယ်။မနေ့ကဇွန်လ9ရက်နေ့နေပြည်တော်မှာပြုလုပ်တဲ့အကြံဖတ်မြောင်းလိုင်ဦးဆောင်တဲ့အုပ်ချုပ်ရေးအဖွဲ့အစည်းအဝေးမှာသူကအခုလိုပြစ်တင်ပြောဆိုခဲ့တာဖြစ်ပါတယ်။မြန်မာနိုင်ငံအတွင်းမှာရှိတဲ့မြစ်တွေနဲ့ချောင်းတွေအတွင်းရေအားလျှက်စစ်ထုတ်လုပ်ခြင်းလုပ်ငန်းတွေကိုအောင်မြင်စွာဆောင်ရွက်နိုင်ပြီးလျှက်စစ်တအားလိုအပ်ချက်ကိုဖြည့်ဆည်းပေးနိုင်ကြောင်းဒါပေမဲ့ရေရှည်ဖြစ်ပေါ်လာမယ့်အကျိုးရလဒ်ကိုသိရှိနားလည်ခြင်းမရှိဘဲနိုင်ငံဖွံ့ဖြိုးတိုးတက်လာမယ့်အရေးကိုမလိုလားကြတဲ့ပြည်တွင်းပြည်ပကသွေးထိုးလှုပ်ဆော်နေကြသူတွေရဲ့စကားကိုနားယောင်ကကန့်ကွက်ခဲ့မှုတွေကြောင့်နိုင်ငံတော်မှာဖြစ်ပေါ်လာခဲ့တဲ့ရေအားလျှက်စစ်တအားထုတ်လုပ်ခြင်းစီမံကိန်းကြီးတွေဟာအခုအချိန်ထိနှောင့်နှေးနေရဆဲဖြစ်ကြောင်းအကြံဖတ်မြောင်းလိုင်ကပြစ်တင်ခဲ့ပါတယ်။အကယ်၍ရာလျှက်စစ်စီမံကိန်းကြီးကိုကန့်ကွက်ခဲ့မှုတွေသာမရှိခဲ့ပါကအခုချိန်မှာနိုင်ငံတော်လျှက်စစ်ဓာတ်အားတွေလုံလောက်စွာရရှိနေမှာဖြစ်ကြောင်းဒါကြောင့်နောက်မှာအရှိကိုမျှော်တွေးပြီးအားလုံးကစဉ်းစားဆောင်ရွက်ကြဖို့လိုအပ်တယ်လို့မြောင်းလိုင်ကဆိုပါတယ်။မြောင်းလိုင်ကအဲ့ဒီလိုပြောဆိုမှုနဲ့အတူမြန်မာနိုင်ငံမှာသမ္မတသိန်းစိန်အစိုးရလက်ထက်2011ခုနှစ်မှာရပ်ဆိုင်းခဲ့တဲ့ EAR မြစ်ဆုံစီမံကိန်းကိုပြန်လည်စတင်ဖို့အရှိန်အဟုန်နဲ့ပြင်ဆင်လျက်ရှိပါတယ်။အကြံဖတ်မြောင်းလိုင်က EAR မြစ်ဆုံမြစ်ညာမြစ်ဝမ်းရေအားလျှက်စစ်စီမံကိန်းဦးဆောင်အဖွဲ့ကို2025ခုနှစ်ဩဂတ်လ29ရက်နေ့မှာဖွဲ့စည်းလိုက်ပြီးမြစ်ဆုံစီမံကိန်းအတွက်စတင်ဖို့ဆောင်ရွက်နေတာဖြစ်ပါတယ်။အကြံဖတ်မြောင်းလိုင်က2025ခုနှစ်ဩဂတ်လ31ရက်နေ့တရုတ်နိုင်ငံခရီးစဉ်အတွင်းမြစ်ဆုံရေအားလျှက်စစ်စီမံကိန်းလုပ်ငန်းတွေကိုပြန်လည်စတင်ရေးတရုတ်နဲ့ပူးပေါင်းဆောင်ရွက်နေတယ်လို့ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။လက်ရှိမှာမြောင်းလိုင်ရဲ့အမိန့်နဲ့ကချင်ပြည်နယ်အတွင်းမြစ်ဆုံစီမံကိန်းကိုကချင်ပြည်သူတွေလက်ခံလာစေအတွက်အကြံဖတ်စစ်တပ်ကစီယုံရေးလုပ်ငန်းတွေကိုလှုပ်ဆောင်နေပါတယ်။ EAR မြစ်ဆုံစီမံကိန်းမှာဆီယနာရှင်တန်းရွှေလက်ထက်2002ခုနှစ်ကတည်းကလေးလာရေးစလုပ်ခဲ့ပြီးတရုတ် CPI ကုမ္ပဏီနဲ့အကျိုးတူလုပ်ကင်ခဲ့ရကပြည်သူလူထုရဲ့ကန့်ကွက်မှုကြောင့်2011ခုနှစ်မှာဦးသိန်းစိန်အစိုးရအမိန့်နဲ့ယာယီရပ်ဆိုင်းထားခဲ့တာဖြစ်ပါတယ်ရှင်။ဆလနာဆင်ရမယ့်သတင်းကတော့အကြအဆုံးထိခိုက်တွေနဲ့မင်းတို့မျိုးဘက်ကိုနောက်ဆုတ်သွားခဲ့တဲ့အာနာသိန်းစစ်တပ်ရဲ့စစ်ကြောင်းဟာထပ်မံအင်အားဖြည့်ပြီးယူမဘုံကိုပြန်တက်လာတဲ့အတွက်တိုက်ပွဲပြန်လည်ဖြစ်ပွားနေတယ်လို့သိရပါတယ်။ဒေတာရင်းစီရဲ့သတင်းရင်းမြစ်တစ်ခုကဇွန်လပထမပတ်ကထိုးစစ်ဆင်လာတဲ့စစ်ကြောင်းအကြအဆုံးများပြီးနောက်ဆုတ်သွားတယ်။မင်းတို့ကနေအင်အား100လောက်ထပ်အင်အားဖြစ်ပြီးတော့အခုပြန်တက်လာတယ်။အခုတိုက်ပွဲတွေပြန်ဖြစ်နေကြတယ်လို့ပြောပါတယ်။ဇွန်လ10ရက်နေ့ကစပြီးရိုးမအဆက်နေရာတွေမှာအရခါတက်တော်နဲ့အာနာသိန်းစစ်တပ်တို့ကြားနှစ်ဖက်တိုက်ပွဲတွေပြင်းထန်စွာဖြစ်ပွားနေတာဖြစ်ပါတယ်။အဓိကဖြစ်နေတာကတဖန်ရောင်နဲ့ရိုးတောင်ကြားဖြစ်နေကြတာပါ။စစ်တပ်ဘက်ကပထမအေးနဲ့တိုက်ပွဲကထွက်ပြေးနေတဲ့လူတွေလည်းယာနဲ့ချီပြီးရှိနေတယ်။ပြောင်းနေတဲ့သူတွေလည်းရှိတယ်။သူတို့ကိုလိုက်ရှာလာလားပြန်ပြီးစစ်ကြောင်းထိုးတာလားဆိုတာတော့မပြောတတ်ဘူး။တပ်ပွဲကဒီလ10ရက်နေ့ကစဖြစ်တာလို့သူကဆက်ပြောပါတယ်။အာနာသိန်းစစ်တပ်ကအင်အား400ခန့်ရှိတဲ့စစ်ကြောင်းတစ်ကြောင်းဟာမေလနောက်ဆုံးပတ်ကရခိုင်ပြည်အမ်းမြို့နယ်တလိုင်းတောင်နဲ့မင်းတို့မြို့နယ်ရိုးကျော်လန်းကိုစစ်ကြောင်းထိုးလာတာကြောင့်ဇွန်လ1ရက်နေ့ကနေ3ရက်နေ့ထိအရခါတက်တော်အေဦးဆောင်တဲ့မဟာမိတ်ပူးပေါင်းတပ်တွေနဲ့တိုက်ပွဲဖြစ်ပွားခဲ့တာပါ
တိုက်ပွဲအတွင်းအာဏာသိမ်းစစ်တပ်ဘက်မှအကြအဆုံးရတဲ့ချီရှိခဲ့ပြီးထွက်ပြေးမှုတွေလည်းများပြားခဲ့တာကြောင့်အဲ့ဒီစစ်ကြောင်းဟာမင်းတို့မျိုးဘက်ကိုပြန်လည်ဆုတ်ခွာသွားခဲ့ပါတယ်။အခုတပံအင်အားတရာထပ်ဖြစ်ပြီးရိုမဘက်ကိုတက်လာတာကြောင့်အရခါတက်တော်ဦးဆောင်တဲ့ပူပေါင်းမဟာမိတ်တပ်တွေနဲ့ထပ်မံတိုက်ပွဲတွေဖြစ်ပွားနေတာဖြစ်ပါရဲ့ရှင်။ဆလန်နာဆရာမဲ့တဲ့ငါတော့မြန်မာနိုင်ငံနဲ့မိုင်ပေါင်းထောင်ချီကွာဝေးပေမဲ့လေအကြမ်းဖက်စစ်အုပ်စုတန်းစစ်လက်နက်တွေရောင်းချပေးနေတဲ့ဘယ်လာရုစ်နိုင်ငံကလိုအပ်နေတဲ့အာရီဗီယာကော်ဖီနဲ့ဝါဂွန်နဲ့တင်ပို့နိုင်ရဲ့အတွက်ရွေးထုအစိုးရတာဝန်ရှိသူတွေကသွားရောက်တွေ့ဆုံကဆွေးနွေးခဲ့တယ်လို့သိရပါတယ်။နိုင်ငံတကာစာမျက်နှာမှာအထူးကျန်နေတဲ့ရွေးထုအစိုးရလက်အောက်ခံစိုက်ပျိုးရေးမွေးမြူရေးနဲ့ဆယ်မြောင်းဝန်ကြီးဌာနဒုတိယဝန်ကြီးဒေါက်တာရဲတင့်ထွန်းတို့အဖွဲ့ဟာစိုက်ပျိုးရေးနဲ့မွေးမြူရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက်လို့အကြောင်းပြကဘယ်လာရုစ်နိုင်ငံကို9ရက်ကြာသွားရောက်ခဲ့တာဖြစ်ကြောင်းရွေးထုအစိုးရရဲ့ဝါဒဖြန့်ထုတ်ပြန်ချက်တွေအရသိရပါတယ်။ခီးစဉ်အတွင်းဘယ်လာရုစ်နိုင်ငံကလိုအပ်တဲ့ကော်ဖီနဲ့ဝါကွန်းတွေတင်ပို့နိုင်ရဲ့အပြင်အဲ့ဒီနိုင်ငံကနေစီကျိတ်ခွဲထုတ်လုပ်တာတွေလေယာသုံးစက်ကရိယာတွေနဲ့ဝါကနေချီထုတ်လုပ်တဲ့လုပ်ငန်းတွေမှာပူးပေါင်းဆောင်ရွက်ဖို့တောင်းဆိုခဲ့တယ်လို့သိရပါတယ်။ဒေါက်တာရဲတင့်ထွန်းတို့အဖွဲ့ဟာဘယ်လာရုစ်နိုင်ငံမှာရှိတဲ့အာလူကျော်စက်ရုံအထွေပလင်းစက်ရုံချီရပစ္စည်းအမျိုးမျိုးထုတ်လုပ်ရင်းနဲ့တခြားစက်ရုံတွေကိုလည်းလေ့လာရေးအမည်တပ်ပြီးတွားရောက်ခဲ့ကြပါတယ်။လက်ရှိမြန်မာနိုင်ငံမှာကော်ဖီစိုက်ပျိုးတဲ့ area 29,920 ဟက်တာ 68,994 ဧကခန့်ရှိပြီးထုတ်လုပ်မှု area မှာ13,989 ဟက်တာ 34,563 ဧကခန့်ရှိကနှစ်စဉ်ထုတ်လုပ်မှုတန်ချိန်1000 ခန့်ရှိကြောင်းစိုက်ပျိုးရေးဦးစီးဌာနရဲ့အချက်အလက်တွေမှာဖော်ပြထားပါတယ်။ဒါပေမဲ့စစ်ကောင်ဆောင်မရောက်လာရဲ့တားဖြစ်သူအောင်ပြည့်စုံကစိုက်ပျိုးရေးဦးစီးဌာနလက်အောက်မှာရှိတဲ့အစင်းမြင့်ကော်ဖီစိုက်ခင်းတွေကိုသူ့ပိုင်အဖြစ်မတရားသိမ်းယူထားပြီးကော်ဖီအိုးရင်အဖြစ်အမည်ပြောင်းဖွင့်လှစ်ကကိုကျိုးရှာစီးပွားရှာနေတာလည်းဖြစ်ပါတယ်။စစ်ကောင်ဆောင်မရောက်လိုင်ကသူကိုယ်တိုင်လည်းပြီးခဲ့တဲ့2025ခုနှစ်မတ်လနဲ့ဇွန်လတို့မှာဘယ်လာရုစ်နိုင်ငံကိုနှစ်နိုင်ငံကုန်သွယ်ရေးအမည်ခံကသူတို့အာဏာတည်မြဲရေးအတွက်အကြိမ်ကြိမ်တွားရောက်ခဲ့ပါတယ်။ဘယ်လာရုစ်နိုင်ငံဟာမြန်မာအာဏာသိမ်းစစ်တပ်ထံကိုလေကြောင်းကာကွယ်ရေးစနစ်နဲ့စစ်လက်နက်ပစ္စည်းတွေအဓိကရောင်းချပေးထားပြီးအကြမ်းဖက်စစ်အုပ်စုရဲ့စစ်လက်နက်ပစ္စည်းထုတ်လုပ်ရေးနယ်ပယ်မှာရှိတဲ့စစ်ဘက်ဝန်ထမ်းတွေကိုလည်းရုရှားနဲ့ပူးပေါင်းကလေ့ကျင့်သင်ကြားပေးနေတဲ့နိုင်ငံဖြစ်ကြောင်း Justice for Myanmar GFM အဖွဲ့ကဖော်ထုတ်ထားပါတယ်ရှင်။ဆလန်နာစီရမဲ့တဲ့ငါတော့ AR တိုင်းမြောင်မြမြို့နယ်မိချောင်းအိုင်ကျေးရွာအတွင်းအိမ်အောင်20လုံးရောသားဖြစ်သူပါစစ်မှုထမ်းနဲ့ပါသွားတာကြောင့်ကလေးငယ်နဲ့ဒုက္ခရောက်နေတဲ့အမျိုးသမီးတဦးအကြောင်းရုပ်သံဖိုင်တစ်ခုဟာလူမှုကွန်ရက်ပေါ်မှာပြန့်နှံ့လာခဲ့ပါတယ်။အဲ့ဒီရုပ်သံဖိုင်မှာအကူအညီပေးနေသူပဲခူးစင်းနိုင်ကအဲ့ဒီအမျိုးသမီးရဲ့ပြစ်စင်အကြောင်းပြောပြထားပြီးဒေါ်တန်နာ Facebook အကောင့်ကနေမနေ့ကဇွန်လ9ရက်နေ့မှာတင်ထားခဲ့ပါတယ်။အဲ့ဒီရုပ်သံဖိုင်ရဲ့အပေါ်မှာဒီမိန်းကလေးဟာမြန်မာပြည်မှာတယောက်မှမခံစားဘူးတဲ့နစ်နာမှုမျိုးနဲ့ခံစားနေရပြီးအခုဆိုရင်သူ့ကိုဘယ်သူမှလှုပ်ကြွေးမဲ့သူမရှိတဲ့အတွက်စားရမဲ့တောက်ရမဲ့ဖြစ်နေပါတယ်ပြည်သူများတာဝန်ရှိလူကြီးမင်းများကူညီကြပါလို့ဖော်ပြထားပါတယ်ရှင်မင်္ဂလာပါကျွန်တော်ကတော့ပဲခူးလေးနိုင်ပါကျွန်တော်ဒီကနေ့ AR တိုင်းဒေတာကြီးညောင်ပြခရိုင်ထုံးဖို့အုပ်စုမိချောင်းအိုင်ကျေးရွာကိုကျွန်တော်ရောက်နေပါတယ်ကျွန်တော်ရောက်ရတဲ့အကြောင်းကြောင့်တနိုင်ငံလုံးမှာသူ့လိုနစ်နာဆုံးရှုံးမှုမတရားခံရတဲ့အမှုအခုမှမရှိတဲ့အတွက်ကျွန်တော်ကိုအကူအညီတောင်းတဲ့အတွက်ကျွန်တော်တမှုတကာဒုက္ခရောက်တဲ့သူကိုဒီကြောင်းတွေကိုတာဝန်ရှိလူကြီးမင်းတွေသိရှိအောင်ပြည်သူတွေသိရှိအောင်ကျွန်တော်လာရောက်ပြီးတော့ကူညီတာဖြစ်ပါတယ်။ဘာတွေဒုက္ခရောက်လဲဆိုရင်ဒီကောင်မလေးကဆိုလို့ရှိရင်သူ့ယောက်ျားကစစ်မှုထမ်းကိစ္စနဲ့ပတ်သက်ပြီးတော့တက်သေးကိုကျေးရွာအုပ်ချုပ်မှုကတွင်းခံရတယ်။အသွေးခံရတဲ့အချိန်မှာသူ့ယောက်ျားကြဆုံးသွားတယ်။ကြဆုံးသွားတဲ့ကောင်မလေးကသူကနောက်ယောက်ျားနောက်အိမ်တော်ပြုတ်လိုက်တယ်။ပြုတ်လိုက်တဲ့အချိန်မှာနောက်အိမ်တော်ပြုတ်ပြီးတော့6လလောက်ကြာတဲ့အချိန်မှာပဲနောက်တော့သူယူထားတဲ့ယောက်ျားကိုအုပ်ချုပ်ရေးမှုလုပ်တဲ့သူကစစ်တပ်တဲ့ကိုတွဲမို့တော့လာပြီးတော့ဆွဲတယ်ဆွဲတဲ့ခါကျတော့သူ့မှာရှိတဲ့သူ့သားလေးကသူ့ပထွေးကိုတော့တက်တဲ့ကိုမတွဲမှာနဲ့သူ့အမေမှာကိုဝေကြီးနဲ့ဖြစ်နေတယ်ဒီကလေးကိုဝင်နေပေါ့အဲ့ဒါနဲ့သူ့သားလိုက်သွားတယ်လိုက်သွားတဲ့အချိန်မှာ360ပေးမယ်ဆိုပြီးတော့တကယ်တမ်းကောင်မလေးကို330ပဲပေးတယ်ကျန်တဲ့အဲ့330ကဘယ်ရောက်သွားမှမသိဘူးအဲ့ဒါကိုကောင်မလေးကိုရှောက်ပြောရင်ပါရိုက်မယ်နားရိုက်မယ်အေးအေးယူမယ်ဆိုပြီးတော့လေချင်းချောက်တယ်အဲ့ဒါတွေဖြစ်ပြီးတဲ့အပြင်ကိုအခုမကြသေးခင်4-5ရက်လောက်ကမှသူ့ယောက်ျားကိုတခါတည်းအလောက်ကပြန်လာတဲ့ချိန်မှာအုတ်ချုပ်ရင်းမှုကခဏငါနဲ့လိုက်ခဲ့အောင်သူ့မိန်းမကိုပြောတယ်
လိုက်ခဲ့အောင်ခဏငါညကြရင်ပြန်လာမယ်ပါသွားတဲ့ကောင်လေးကဖက်နှက်မပါဘူးဘောင်းမီလိုနဲ့ပြီးတော့ညကြတော့ပြန်မလာတော့သူ့မိန်းမကအုတ်ချုပ်မှုအိမ်ကိုသွားပြီးတော့အုတ်ချုပ်မှုကျမယောက်ျားပြန်မလာသေးဘူးဆိုတဲ့အခါကျတော့ငါတက်ထဲမှာထားခဲ့ပြီရဲ့အဲ့ဒီလိုဖြစ်တဲ့အတွက်ကောင်မလေးကမြို့နယ်အုတ်ချုပ်မှုရုံးကိုတိုင်ပင်တိုင်တော်ညားလဲဘာမှတောင်းခံမှုမလုပ်ပေးဘူးအဲ့တော့ကျွန်တော်ပြောချင်တာကကောင်မလေးကမိသားစုယောက်ျားလေး3ယောက်ရှိတယ်ဗျ3ယောက်လုံးကိုစစ်တပ်ထဲကိုအာရမအပွင့်ခံရတယ်အခုနောက်တစ်ယောက်ဆိုလို့ရှိရင်အခု9ရက်ပဲရှိသေးတယ်9ရက်ပဲရှိသေးတဲ့အခါကျတော့ကောင်လေးကတင်နှမ်းမသွားသေးဘူးမှီသေးတယ်ဒါအောင်လဲကျွန်တော်တို့ကဟိုစာတွေနဲ့ကျွန်တော်ကတင်မယ်အကြောင်းကြားမယ်တောင်းရှိလူကြီးမင်းတွေသိရှိအောင်လဲကျွန်တော်တို့ကလုပ်ပေးမယ်ပြည်သူတွေလည်းအခုဒီပို့ကိုကြည့်ပါဗျဘလောက်တလားပေါ်ကကောင်မလေးကဆိုလို့ရှိရင်ဒီနေရာကသူ့ဒေတာမဟုတ်ဘူးသူ့မှာညီကောင်မောင်လေးဆွေမျိုးမရှိဘူးကလေးတယောက်နဲ့ဒုက္ခအမတန်ရောက်နေတယ်ရှာလဲစားလို့မရဘူးအဲ့အတွက်ကျွန်တော်တို့ကကောင်မလေးရဲ့ယောက်ျားကိုကျွန်တော်တို့ပြန်ပြီးတော့ကောင်မလေးလက်ထဲကိုကျွန်တော်တို့ပြန်ထည့်ပေးနိုင်အောင်ဥပဒေကကျွန်တော်တို့လိုက်ပါကူညီပေးနေတာလေအဲ့တော့ငညမရောအခုအဲ့နေ့ယောက်ျားကိုတက်ထဲမှာပဲထားမလားဒါမှမဟုတ်ရင်ပတ်စံယူပြီးနေမလားဘယ်လိုလုပ်ချင်လဲငညမလေးကတမီးယောက်ျားကိုတမီးပြန်ခေါ်ခြင်းနဲ့ပတ်စံမလို့ခြင်းဘာဖြစ်လို့ခေါ်ချင်တာလဲဆက်လက်နာဆင်ရမယ့်တဲ့င်းကတော့ရခိုင်ပြည်စစ်တွေနဲ့ကြောက်ဖြူမျိုးတွေမကြရေးအကြမ်းဖက်စစ်ကောင်စီဘက်ကအပြင်းထန်ကာကွယ်နေပါတယ်။ဒီအပိုင်းထဲမှာပဲစစ်တွေရွှေမင်းကန်နဲ့ကြောက်ဖြူဒညဝရီရေတပ်ဌာနချုပ်ကိုတစ်ကား2စီအပါအဝင်လူဝင်အားခရိုင်အင်အားတွေထပ်ဖြည့်နေတယ်လို့မြေပြင်သတင်းရင်းမြစ်ကပြောပါတယ်။ဇွန်လ10ရက်နေ့ကစစ်တွေမျိုးရွှေမင်းကန်ရေတပ်စခန်းကိုထောက်ပို့သင်္ဘောတစ်စီးဒညဝရီရေတပ်ဌာနချုပ်ကိုထောက်ပို့သင်္ဘော2စီးစိုက်ကပ်ခဲ့တယ်လို့စစ်ရေးနဲ့နှိစက်တဲ့သတင်းရင်းမြစ်ကဆိုပါတယ်။ဒညဝရီရေတပ်ကနောက်ချန်အင်အားတော်တော်များများတောင်မအုပ်ဘက်ကိုပို့ထားတယ်လေရှေ့တန်းမှာပြုံးတီးသမျှအင်အားတွေထပ်ပြေးရတာလို့အဲ့ဒီသတင်းရင်းမြစ်ကပြောပါတယ်လက်ရှိမှာအကြမ်းဖက်စစ်ကောင်စီဘက်ကကြောက်ဖြူစစ်တွေမောင်ရလန်းကျောင်းတွေကိုထိချုပ်လိုက်ပြီးဒေသတွင်ဖြတ်တန်းသွားလာတဲ့ဒေသခံလင်းငယ်တွေလည်းပြစ်ခတ်ဖမ်းဆီးတာတွေပြုလုပ်နေတယ်လို့ဒေသခံတွေကပြောပါတယ်တပ်စင်းမြင့်နဲ့မန်အောင်ကြောက်ဖြူရေလက်ကြားဘက်မှာဘယ်ရက်သားလေးမှသွားလာခွင့်မရှိဘူးသူတို့ရိတ်ခါပိုးတဲ့လေတွေတင်မောတွေပဲသွားလာလို့ရတယ်လို့ဒေသခံတအုပ်ကအခုလိုပဲပြောထားပါတယ်။တောင်မောရေတပ်စခန်းနဲ့နမိုင်ပတ်လည်မှာအကြံဖတ်စစ်ကောင်စီဘက်ကရေချောင်း9ခုထပ်မံတက်ဖြန့်ထားပြီးပတ်လည်ကို drone ပစ်ခတ်မှုတွေပြုလုပ်နေတယ်လို့ဆိုပါတယ်။ပင်လယ်ပြင်တခြားလဲလဲသွားလာနေတဲ့ရေတပ်တင်မောတွေဟာကမ်းခြေကြီးရွာတွေကိုပြစ်ကတ်ဖြတ်စည်းမှုတွေမကြာခဏပြုလုပ်နေပြီးအဲ့ဒီ area အတွင်းမှာပိတ်မိနေတဲ့အရက်သားပြည်သူ3000ကျော်ခန့်ရှိနေသေးတယ်လို့ဇင်ချောင်းလူငယ်ပရဟိတအဖွဲ့ကထုတ်ပြန်ထားပါတယ်။တောင်မောရေတပ်မှာရှိတဲ့တပ်မိသားစုဝင်တွေကိုမော်တော်ဘုတ်အသေးတွေနဲ့ရွှေ့ပြောင်းထားပြီးဒေသတစ်ခွင်ကိုစစ်ပွဲဆောင်ဖြစ်အသွင်ပြောင်းနေတာဖြစ်ပါတယ်။လက်ရှိတပ်ပွဲပြင်းထန်နေတဲ့ဒေသတွေဟာမဒေးကျွန်းအနီးမှာရှိပြီးတရုတ်စီမံကိန်းတွေရဲ့အနီးမှာရှိနေတာလည်းဖြစ်ပါရဲ့ရှင်။ဆလနာဆီယာမဲတဲ့င်းကတော့ထိုင်းနိုင်ငံချင်းမိုင်ပြည်နယ်ထဲမှာထိုင်းရဲတွေကတရုတ်အွန်လိုင်းငွေလိမ်ကိုင်းကြားဖြတ်ခိုင်းတစ်ခုကိုစီးနှင်းဖြိုခွင်းခဲ့တယ်လို့သိရပါဗျ။ဆာရာဖီခိုင်ထဲမှာရှိတဲ့တရုတ်နိုင်ငံသားတဦး9ရန်ထားတဲ့ဇိန်ခံအင်ဂျီတစ်လုံးကိုဇွန်လ10ရက်နေ့မှာရဲတွေနဲ့သက်ဆိုင်ရာအာဏာပိုင်တွေကဝင်ရောက်ရှာဖွေခဲ့တာဖြစ်ပါတယ်။အဲ့ဒီစစ်စင်ရဲတွင်တရုတ်နိုင်ငံသားကြားဖြတ်တန်တရားတရားခံ10ဦးကိုဖမ်းဆီးရမိခဲ့တယ်လို့လိမ်လည်မှုတွေမှာအသုံးပြုတဲ့ electronic ပစ္စည်းမျိုးစုံကိုသိမ်းယူနိုင်ခဲ့တယ်လို့ထိုင်းရဲတပ်ဖွဲ့ကဆိုပါတယ်။ဖမ်းမိသူတွေထဲမှာအမျိုးသားတွေရောအမျိုးသမီးတွေပါပါဝင်ကြောင်းအဲ့ဒီအဖွဲ့ဟာငားထားတဲ့အိမ်ကိုလိမ်လည်မှုလုပ်ငန်းတွေမှာအသုံးပြုတဲ့ call center တစ်ခုလိုပြောင်းလဲထားတယ်လို့သိရပါတယ်။တဲစီယာမီရဲ့အထက်မှာ laptop ကွန်ပျူတာ10လုံးနဲ့ mobile phone 100ကျော်လဲပါဝင်ခဲ့ပါတယ်။ဖမ်းမိတဲ့တရုတ်တွေဟာချင်းမိုင်ကိုရက်60အလဲအပတ်ဗီဇာနဲ့ဝင်ရောက်လာခဲ့တယ်လို့ဆိုပါတယ်။သူတို့ဟာအဲ့ဒီအိမ်ကိုတလဘတ်ရွှေတောင်းနဲ့9ရန်ထားကြောင်းကြားဖြတ်လုပ်ငန်းမှာပါဝင်လုပ်ကိုင်တဲ့အတွက်တအူးကိုလစာဘတ်3000ခွဲကနေ4000အထိရရှိကြကြောင်းလဲရဲရစီကိုထွက်ဆိုခဲ့ကြပါတယ်။ဖမ်းမိတဲ့ထဲမှာတော့လုပ်ငန်းကိုကြီးကြပ်နေတဲ့ဂိုင်းကောင်းဆောင်မပါဝင်ခဲ့ပါဘူး။အဲ့ဒီပုဂ္ဂိုလ်ဟာပြည်ပကနေညွှန်ကြားနေတာလို့ယုံကြည်ရကအဲ့ဒီကြားဖြန့်ဂိုင်းဟာတရုတ်နိုင်ငံသားတွေကိုအဓိကပြစ်မှတ်ထားပြီးငွေလိမ်နေတာဖြစ်တယ်လို့ထိုင်းရဲတပ်ဖွဲ့ကဆိုပါတယ်။အဲ့ဒီကိုင်းရဲ့အတိကအလုံးလုံးပုံကတော့ပြစ်မှတ်သားကောင်တွေစီကိုအာမခံဒါမှမဟုတ်ပစ္စည်းပို့ဆောင်ရေးဝန်ဆောင်မှုအေဂျင့်တွေအဖြစ်ဟန်ဆောင်ဆက်သွယ်ပြီးအယုံသွင်းတာလို့ဆိုပါတယ်ပြီးတော့မတမာတဲ့ app တွေကို download ဆွဲစေပြီးဘဏ်အကောင့်နံပါတ်တွေ password တွေနဲ့တခြားကိုယ်ရေးအချက်အလက်တွေကိုခိုးယူလေ့ရှိပါတယ်
ရဲတွေကဒီဂိုင်းနဲ့ဆက်ဆက်ပြီးဆိုရှယ်နှနာမှုတွေကိုချရခံနေတယ်လို့ပြည်ပအခြေစိုက်ဂိုင်းကောင်းဆောင်ကိုဖမ်းမိနိုင်ရဲ့အတွက်လည်းဆက်လက်စူးစမ်းနေတယ်လို့ထုတ်ပြန်ထားပါတယ်ရှင်။ဒီကနေ့နောက်ဆုံးနားဆင်ရမယ့်သတင်းကတော့ထိုင်းနိုင်ငံပတုံဌာနီခိုင်မှာမြန်မာအမျိုးသမီးပွဲစားတဦးကိုရိုက်နှက်တပ်ဖြတ်ခဲ့တဲ့မြန်မာနိုင်ငံသားတရားခံကိုဖမ်းဆီးရရှိခဲ့ကြောင်းထိုင်းရဲတပ်ဖွဲ့ကသတင်းထုတ်ပြန်ထားပါတယ်။မနေ့ကဇွန်လ9ရက်နေ့မနက်10:00နာရီအချိန်ကထိုင်းနိုင်ငံပတုံဌာနီခိုင်မှာလူသက်တရားခံအသက်50အရွယ်ရှိကိုနိုင်လင်းဆိုသူမြန်မာနိုင်ငံသားကိုလူသက်မှုနဲ့ဖမ်းဆီးရမိခဲ့ကြောင်းတရားခံကျွလွန်ရမှာအသုံးပြုခဲ့တဲ့ဓာတ်နဲ့တူတို့ကိုတပ်သိခံပစ္စည်းတွေအဖြစ်သိသိရမိခဲ့တယ်လို့သိရပါတယ်။လူတက်မှုမှာဇွန်လ6ရက်နေ့ည7:30မိနစ်အချိန်ပတုံဌာနီခိုင်လက်လွန်ကဲမြို့နယ်နာမရက်ကွက်မှာရှိတဲ့အစ္စလမ်ဘာသာတသနာပြုဖောင်ဒေးရှင်းအနောက်ဘက်နေအိမ်တစ်လုံးမှာဖြစ်ပွားခဲ့ပြီးမြန်မာအမျိုးသမီးပွဲစားမှာရိုင်းနှက်တရားတွေနဲ့တေဆုံးနေခဲ့တာဖြစ်တယ်လို့သိရပါတယ်။အသက်ခံရတဲ့တေဆုံးသူမှာအသက်43နှစ်အရွယ်ရှိတဲ့ဒေါ်တင်နယ်မာဝင်းခေါ်စင်ဒီအမည်ရှိတဲ့မြန်မာအမျိုးသမီးတဦးဖြစ်ပြီးဦးခေါင်းမှာကျော်တဲ့အရာဝတ္ထုနဲ့ရိုင်းနှက်ခံထားရတဲ့ဒဏ်ရာ15ချက်ကိုတွေ့ရှိခဲ့ရတယ်လို့ဆိုပါတယ်။ဒါအပြင်တေဆုံးသူနေရဲ့အိမ်သာတွင်းမှာရှိတဲ့ရေပုံးထဲမှာဝတ်ထားတဲ့တူနဲ့တူချွန်းတို့ကို၎င်းမိဖို့ကြောင့်မှရှိတဲ့ဗီဒီယိုပေါ်လျှက်စစ်ထမင်းပေါင်းထဲမှာဝတ်ထားတဲ့တေဆုံးသူရဲ့လက်ကင်ဖုန်းကို၎င်းရှာဖွေတွေ့ရှိခဲ့ပြီးမိဖို့ကြောင့်ကြံပြစ်မှာရှိတဲ့သွေးဆက်တွေကိုတပ်သိခံအဖြစ်သိသိခဲ့တယ်လို့သိရပါတယ်။တေဆုံးသူရဲ့တားဖြစ်သူထွက်ဆိုချက်အရလွန်ခဲ့တဲ့ရက်ပိုင်းအတွင်းမိခင်ဖြစ်သူထံမှမြန်မာအမျိုးသားတဦးလာရောက်တဲခိုနေထိုင်ခဲ့ကြောင်းအခင်းဖြစ်ပွားတဲ့နေ့ဇွန်လ6ရက်နေ့မနက်10:49မိနစ်ဝန်းကျင်အလုပ်သွားချိန်အိမ်မှာမိခင်နဲ့အဲ့ဒီအမျိုးသား2ဦးတည်းကျန်နေခဲ့တယ်လို့သိရပါတယ်။တားဖြစ်သူကအလုပ်ခွင်ကိုရောက်ရှိနေချိန်မိခင်ဖြစ်သူထံကိုဖုန်းဆက်ပေးမယ်လဲဆက်သွယ်လို့မရပဲညအချိန်အလုပ်ကနေအိမ်ကိုပြောင်းတဲ့အခါမှာမိခင်ဖြစ်သူမှာရိုင်းနှက်တပ်ဖြတ်ခံထားရတာကိုတွေ့ရှိရပြီးလာရောက်နေထိုင်တဲ့မြန်မာအမျိုးသားမှာပျောက်ဆုံးနေတယ်လို့ဆိုပါတယ်။ထိုင်းရဲတပ်ဖွဲ့ရဲ့စစ်ဆေးချက်အရမြန်မာအမျိုးသမီးပွဲစားကိုလူသက်တရားခံနိုင်လင်းကတပ်ဖြတ်ခဲ့ကြောင်းတရားခံကိုနိုင်လင်းကလူသက်မှုကျွလွန်ကြောင်းဝန်ခံပြီးပြည်မှုကျွလွန်ရတဲ့အကြောင်းရင်းမှာတေဆုံးသူပွဲစားအမျိုးသမီးကအလို့အကန့်ရှာဖွေမပေးနိုင်သေးတာကြောင့်ရန်ပြစ်စကားမြဲရာကနေဒေါသအလျောက်တူတဲ့ဦးကောင်းကိုအကြိမ်ကြိမ်ရိုက်နှက်ခဲ့တာဖြစ်တယ်လို့နိုင်လင်းကထွက်ဆိုထားပါတယ်။ဒါအပြင်တေဆုံးသူရဲ့လွယ်အတွင်းကနေငွေသား1550ဘတ်လက်တကြွယ်မှာရွှေလက်စွပ်တကွင်းနဲ့လက်ဘင်းကစတီးဆွဲကြိုးတို့ကိုလူရဲယူဆောင်သွားခဲ့ပြီးအဲ့ဒီရွှေလက်စွပ်ကိုစမ်ချုပ်ဈေးမှာရှိတဲ့ရွှေဆိုင်ဒီဇိုင်းမှာဘတ်2000နဲ့တွားရောက်ရောင်းချခဲ့တယ်လို့ဝန်ခံခဲ့ပါတယ်ရှင်။ဒီကနေ့ရဲ့မိုးတဲ12နာရီအချိန်ဒီနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့ရပါပြည်သူများအားလုံးစိတ်ရောကိုယ်ပါကျန်းမာချမ်းသာပြီးဆရာနာရှင်စနစ်ဆိုလာအောက်ကနေအမြန်ဆုံးလွတ်မြောက်ကြပါစေရှင်။